ဒီပေါင်ကျွမ်းနေရာလေးမှာအာယုံလေးစိုက်လိုက်တယ် Pacific A Group အတွက်ယောဂအစီအစဉ်လေးစီစဉ်ရတဲ့အကြောင်းရင်းကတော့အမဝန်ထမ်းတွေက screen time အရန်ကြည့်ရတယ်အညောင်းညာတွေထိုင်ရတယ် mental stress တွေတအားများတယ်ပေါ့နော်ဒါကြောင့်မလို့အညောင်းညာပြေဖို့ရယ်အကျန်းမာတန်ဆွမ်းဖို့ရယ် concentration တွေရဖို့ရယ်လုပ်ဖြစ်ခြင်းဖြစ်ပါတယ် ရှူသွင်းမယ်ရှူထုတ်ပြီးဆောင်းလိုက်မယ်နောက်တစ်ချက်မယ်အပေါ်ကိုစမ်းထုတ်ရလက်ရှိလေးပါသွားဖို့ဆိုရင်ကျွန်တော်မာဆယ်လေးကိုလည်းသိနေပါရအောင်တဘုံရရအောင်ပါအောင်နော်ဒီက online အမလေးလေးကျေးဇူးပါ နက်စောစောယောဂကျင့်ပြီးတဲ့အခါတနေ့ကုန်လန်းဆန်းဆန်းနဲ့အလုပ်တွေကိုအာရုံစူးစိုက်ပြီးလုပ်နိုင်ပါတယ်အမကလည်းဒီနေ့ကိုအပြင်ထွက်ရတာပေါ့နော်ဟိုယောဂကျင့်ပြီးတဲ့နေ့ဆိုလို့ရှိရင်အရင်လိုမောပန်းတော့ပဲပျော်ရွှင်နေကျွန်တော်ဒီယောဂကစားပြီးတော့ကျွန်တော်ခံစားရတဲ့ကြီးပွားယောဂတွေပဲတော့သက်သာသွားတယ်။ညဘက်တွေပဲဆိုလည်းနေတော့လည်းပို့ပြီးအဲ့လိုပို့ကောင်းတယ်ဟုတ်